ဘတ်စကားပေါ်မှာထိုင်နေတဲ့လူ19ယောက်ဟာသူတို့တွေတေဆုံးသွားပြီလားလို့ရုတ်တရက်သတိပြုမိလိုက်ကြတယ်။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့10မိနစ်လောက်ကပဲသူတို့ရဲ့ဘတ်စကားဟာထူးဆန်းတဲ့ဥမင်လုံခေါင်းတစ်ခုကိုဖျက်တမ်းခဲ့လို့ပါ။ဒါပေမဲ့ဥမင်လုံခေါင်းထဲကထွက်လာတဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ။ကားတစ်စီးမှမရှိတော့သလိုလူတစ်ယောက်မှလည်းမရှိတော့ပါဘူး။လမ်းကြီးကောက်တဲ့နေရာတောင်လုံးဝလူသူကင်းမဲ့နေခဲ့ပါတယ်။ဘတ်စကားမျိုးလေခေါင်ကိုရောက်တဲ့အခါမှာတော့ကားဆရာဟာတခုခုမားနေပြီဆိုတာကိုအမှန်တကယ်ခံစားမိသွားပါတယ်။ပုံမှန်ဆိုရင်လူတွေနဲ့ပြင်းနေတတ်တဲ့နယူးယောက်မြို့ရဲ့လမ်းမတွေဟာအခုတော့လုံးဝကိုစိတ်ငြိမ်နေခဲ့ပါပြီ။မြို့ပြမီးတွေလင်းနေစေဖြစ်ပေမဲ့ဘယ်နေရာမှာမှလူတစ်ယောက်ကိုမှမတွေ့ရပါဘူး။အထူးဆန်းဆုံးကတော့ဆက်သွယ်ရေးကိရိယာအားလုံးအလုံးမလုံးတော့တာပါပဲ။ဘတ်စကားထဲမှာထိတ်လန့်တုန်လှုပ်မှုတွေအလျင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတွန်ကဦးမင်လုံခေါင်းထဲမှာသူမျက်တောင်တစ်ခက်လောက်မိတ်လိုက်မိတာကိုသတိရသွားတယ်။အဲ့ဒီအချိန်မှာပဲသူတို့ဘေးမှာမောင်းလာတဲ့ကုန်တင်ကားဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့တာပါ။ဒါကိုကြားပြီးနောက်တခြားသူတွေလည်းသူတို့ဟာဦးမင်လုံခေါင်းထဲမှာမျက်တောင်မိတ်ခဲ့ကြတယ်ဆိုတာကိုသတိထားမိသွားကြပါတယ်။အဲ့ဒီအချိန်မှာပဲတွန်ဟာထိတ်လန့်စရာကောင်းတဲ့ညီကုန်းတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ဖြစ်နိုင်တာကမြို့တစ်ခုလုံးပျောက်ကွယ်သွားတာမဟုတ်ပဲဒီဘတ်စကားပေါ်ကလူ19ယောက်ကသာကဘာကြီးပေါ်ကနေပျောက်ကွယ်သွားတာဖြစ်နိုင်ပါတယ်။အကြာကြီးဆွေးနွေးပြီးတဲ့နောက်မှာတော့သူတို့အားလုံးတယောက်နဲ့တယောက်အဆက်အသွယ်တွေဖလှယ်ကြပြီးကိုယ့်အိမ်ကိုပြန်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်တနေ့မနက်နေထွက်တဲ့အခါကျမှပြန်ဆောင်ကြပြီးဘာဆက်လုပ်မလဲဆိုတာကိုဆုံးဖြတ်ဖို့သဘောတူလိုက်ကြပါတယ်